အချိန်ကမာနကြီးပြီးကိုအထင်ကြီးလွန်းခဲ့တဲ့လူတစ်ယောက်ဟာအခုတော့နောင်နာတွေနဲ့ပြည့်နေတဲ့မျက်ဝန်းတွေနဲ့ငိုကြွေးနေပါတယ်။သူ့အမည်ကဟော့တင်းဟန်ပါ။လွန်ခဲ့တဲ့2 နှစ်တုန်းကသူကိုအထင်ကြီးလွန်းခဲ့ပြီးသူ့ရဲ့အချစ်ဆုံးကူရောင်ကိုနားလည်မှုမပေးနိုင်ခဲ့တာကြောင့်ခွဲခွာခဲ့ရတာပါ။ကျွန်တော်ကိုအထင်ကြီးလွန်းခဲ့တာပါ။ရောင်ရောင်ရီဒီ2 နှစ်တာကာလပတ်လုံးမင်းကိုတရက်လေးမှမမေ့ခဲ့ဘူးပါဘူး။ညတိုင်းမင်းရဲ့ WeChat ကိုဖွင့်ပြီးမင်းပြန်မပို့ခဲ့တဲ့ message တွေကိုယူသွင်းနေတဲ့လူတစ်ယောက်လိုဖတ်ရင်းငင်းမောနေခဲ့ရတယ်။မင်းစီကိုဘယ်နှခါလာဖို့စူးစမ်းခဲ့လဲဆိုတာမရေမတွက်နိုင်အောင်ပါပဲ။ဒါပေမဲ့မင်းကကျွန်တော်ကိုမုန်းသွားမှစိုးရိမ်ခဲ့ရတယ်။ကျွန်တော်ကိုမင်းကိုပေးဆက်ဖို့တွန်းအားပေးခဲ့တယ်။ဒါပေမဲ့ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။မင်းမရှိပဲကျွန်တော်လုံးဝကိုနေလို့မရဘူးရောင်ရောင်ရဲ့။ဟော့တင်းဟန်ဟာမျက်ရည်တွေနဲ့အတူတုံရီနေတဲ့အတန်နဲ့ကူရောင်ကိုတောင်းပန်နေပါတယ်။သူ့မျက်ဝန်းထဲမှာနှောင်တဝမ်းနည်းမှုချစ်ချင်းမြတ်တာတွေကပြည့်နေပါတယ်။သူမာနတွေကိုဘေးဖယ်ထားပြီးအချစ်ဆုံးမိန်းကလေးနဲ့သားလေးကိုပြန်ရဖို့အသက်မျှော်လင့်ချက်ထားပြီးတောင်းပန်နေတာပါ။ဒီလိုနာကျင်ပွဲအခိုက်အတန့်မှာကူရောင်ရဲ့ဘေးကနေကလေးငယ်လေးရောင်ရောင်ထွက်ပေါ်လာခဲ့ပါတယ်။ကလေးလေးကသူ့အမေမျက်ရည်ကျနေတာကိုတွေ့တော့မေမငိုပါနဲ့။ရောင်ရောင်ကလေးကလိမ်မာတယ်လို့ပြောပြီးကူရောင်ရဲ့ပါးကိုဖတ်လိုက်ပါတယ်။အဲဒီနောက်ကလေးလေးကဟော့တင်းဟန်ဘက်ကိုလှည့်ပြီးဖေလဲမငိုနဲ့လို့ပြောလိုက်တော့ဟော့တင်းဟန်မျက်ဝန်းထဲကမျက်ရည်တွေဟာဆယ်ရည်ကျိုးသလိုစီးကျလာပါတော့တယ်။ဖေမငိုပါဘူး။ဖေပြောနေတာပါလို့ဟော့တင်းဟန်ကမျက်ရည်တွေကိုအမြန်တုပ်လိုက်ပါတယ်။ရောင်ရောင်ရီကျွန်တော်ကိုတခွင့်တလန်းလောက်ပေးလို့မရဘူးလား။အခုချက်ချင်းပြန်မပေါင်းနိုင်သေးရင်လည်းကျွန်တော်အတင်းကျပ်မတောင်းဆိုပါဘူး။ဒါပေမဲ့အနည်းဆုံးတော့ကျွန်တော်ကိုမင်းနဲ့ကလေးဘေးနားမှာနေခွင့်ပေးပြီးစောင့်ရှောက်ခွင့်ပေးပါလား။ဟော့တင်းဟန်ဟာသူ့မိသားစုလေးနဲ့ပြန်လည်ပေါင်းစည်းခြင်းနဲ့ဆန္ဒပြင်းပြမှုတွေနဲ့ကူရောင်ကိုတောင်းပန်နေပါတယ်။ဒီလိုအခိုက်အတန့်မျိုးမှာပဲကြောက်စရာကောင်းတဲ့အနှောင့်အယှက်တစ်ခုပေါ်ပေါက်လာပါတော့တယ်။အနီရောင်ကဝင်ကိုကြော်ရှင်းစွာဝတ်ဆင်ထားပြီးမာနကြီးတဲ့အမူအရာနဲ့လူဝေလန်ဆိုတဲ့မိန်းမတစ်ယောက်သူ့ရဲ့တပည့်တပန်းတွေနဲ့အတူရောက်ချလာခဲ့ပါတယ်။သူမဟာဟော့တင်းဟန်ဘေးနားကကူရောင်ကိုမြင်တာနဲ့ခါးသီးတဲ့စကားလုံးတွေနဲ့လောင်ပြောင်ရှုပ်ချပါတော့တယ်။ဟော့ဒါဘလို့ရင်နှင်းဖွယ်ရာဇလန်းဆန်တဲ့ဇက်ကွက်မျိုးလဲ။မြင်ကွင်းတွေကိုလွဲချော်သွားတာကံမကောင်းဘူး။ငါ့ကိုယ်တော်မတော်တဆနီးပါနမ်းမိမတက်ပဲ။ဒီနေရာကိုဘသူတွေလာနေကြတာလဲဆိုတာငါကြည့်လိုက်အောင်မယ်။ဟော့မိသားစုရဲ့မင်းသားလေးဟော့တင်းဟန်ကဒီလိုရှုပ်ပွားနေတဲ့နေရာကိုနေတိုင်းလာနေတာအံ့ဩစရာပဲ။ဟာနေမဲဖြစ်နေတာကိုဟော့ကူရောင်လို့မခေါ်သင့်ဘူး။အခုဆိုရင်အရင်ကဟော့ကူရောင်လို့ခေါ်ရမှာ။အဲဒီနောက်လူဝေလန်ကကလေးလေးကိုကြည့်ပြီးဒီကလေးကတကယ်ပဲဟော့တင်းဟန်နဲ့တူတာပဲ။ဘာလို့လမ်းခွဲတုန်းကကိုဝင်ရှိတယ်ဆိုတာမပြောခဲ့တာလဲ။ဒါမှမဟုတ်ဒီကလေးကဟော့တင်းဟန်ရဲ့ကလေးမဟုတ်လို့လား။လို့ကူရောင်ကိုဆွဆွဲပါတော့တယ်။ဒီလိုခါးတီးတဲ့စကားတွေကိုကြားတော့ဟော့တင်းဟန်ရဲ့ဒေါသဟာအထွတ်ထိပ်ရောက်သွားပါတော့တယ်။လူဝေလန်ပါဇက်ပိတ်လိုက်။ကျမပါဇက်ပိတ်လိုက်မယ်တင်းဟန်။ဒါကမင်းအတွက်ကောင်းတာကိုလုပ်ပေးနေတာပါ။သူ့ရဲ့ချောင်ကျတဲ့အသွင်ပြင်ကိုကြည့်ပါဦး။လမ်းခွဲပြီး2 နှစ်ကြာမှရုတ်တရက်ကလေးတစ်ယောက်ပေါ်လာတယ်။ဘသူသိလဲ။သူအိမ်အောင်ကျနေတော့တခြားတစ်ယောက်နဲ့ကလေးယူထားတာဖြစ်နိုင်တယ်။သူ့ရဲ့မျက်နှာကိုဓာတ်ပုံရိုက်ထားလိုက်။မနက်ဖြန်အွန်လိုင်းပေါ်တင်ပြီးတော့ Hot Corporation ဥက္ကဋ္ဌရဲ့ဇနီးဟောင်းကဘလို့ရေလိုလွန်းတဲ့မိန်းမမျိုးလဲဆိုတာတကဘာလုံးကိုသိအောင်လုပ်ရမယ်။လူဝေလန်ရဲ့စကားဆုံးတာနဲ့ဟော့တင်းဟန်ဟာဒေါသအလျောက်သူ့ဘေးနားကတပည့်ကိုတွန်းဖယ်ပစ်လိုက်ပါတယ်။ကင်မရာကိုလွှင့်ပစ်လိုက်ပြီးကျုံးသွားပါတော့တယ်။မင်းအသေးခံချင်နေတာလား။လူဝေလန်ရဲ့တပည့်တွေကမြေကြီးပေါ်မှာဒူးထောက်သွားကြပြီးဟော့တင်းဟန်ရဲ့ဒေါသကိုကြောက်ရွံ့စွာနဲ့လှိမ့်ဆိုပြီးអော်လိုက်ပါတယ်။ဟော့တင်းဟန်မင်းယူသွားပြီလား။ဒီမိမအတွက်နဲ့မင်းလူမိသားစုကိုတောင်ဂရုမစိုက်တော့ဘူးလား။ငါတို့မိသားစုနှစ်ခုကဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့စီးပွားရေးတွေရှိတာကိုမင်းမေ့သွားပြီလား။လို့လူဝေလန်ကအော်ဟစ်ခဲ့ပါတယ်။ဟော့တင်းဟန်ဟာလူဝေလန်ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးလှောင်ပြောင်တဲ့ပြုံးနဲ့ပြန်ဖြေခဲ့ပါတယ်။စီးပွားရေးလား။လူမိသားစုရဲ့ကဆိုးသမျှနဲပါလာတဲ့စီးပွားရေးလား။ဟော့မိသားစုကမင်းရဲ့ဒီငွေနှဲငယ်ကိုတကယ်ပဲလိုအပ်တယ်လို့ထင်နေတာလား။ကျွန်တော်နဲ့မင်းနဲ့အတိတ်ကရောအခုရောဘာမှမရှိဘူး။အနာဂတ်မှာလည်းလုံးဝဖြစ်လာမှာမဟုတ်ဘူး။လူဝေလန်ကယူသွတ်တယ်လို့ရေမောရင်းကူရောင်မင်းဆောင်နေကလေးရှိတာနဲ့နေနိုင်ရပြီလို့ထင်နေလားဟော့တင်းဟန်ကနင့်ကိုမကြခင်ငင်းငွေသွားမှာပါဟော့တင်းဟန်ဟာကူရောင်တဲ့ကလေးလေးကိုသူ့ဘေးနားကိုဆွဲယူလိုက်ပြီးလူဝေလန်ကိုပြက်ပြက်သားသားပြောလိုက်ပါတယ်ကျွန်တော်ဟော့တင်းဟန်ဟာဒီဘဝမှာကူရောင်ဆိုတဲ့မိန်းမတစ်ယောက်တည်းကိုပဲလက်ထပ်ခဲ့ဘူးလေသူ့လိုမိန်းမမျိုးကတစ်ယောက်တည်းပဲရှိမှာပါလူဝေလန်မင်းသာနောက်ထပ်တစ်ခါထပ်ပြီးအနှောက်အယှက်ပေးမယ်ဆိုရင်မင်းရဲ့ဘိုက်ထဲမှာပုတ်နေတဲ့လျှို့ဝှက်ချက်တွေကိုမနှက်ဖြန်မနှက်ဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာခစ်စားအောင်လုပ်ပစ်လိုက်မယ်လူဝေလန်ရဲ့တပည့်တွေကတထေးမလေးမြန်သွားပါစို့လို့ပြောပြီးသူမကိုကားစီဆွဲခေါ်သွားပါတော့တယ်ကားကြီးဟာတကြိမ်ကြိမ်နဲ့မောင်းထွက်သွားပြီးသူမတို့ခြံထားခဲ့တဲ့ဖန်ဆာများကလမ်းပေါ်မှာပြန့်ကျဲကျန်ခဲ့ပါတယ်ကူရောင်ဟာဟော့တင်းဟန်ကိုကြည့်ပြီးအသက်ပြင်းပြင်းရှူလိုက်ပါတယ်
ဟော်တင်းဟန်ကကူရောင်ကိုနှွေးထွေးစွာပြုံးပြလိုက်ပြီးသူ့ဘဝထဲမှာပြန်လည်ရောက်ရှိလာတဲ့မိန်းကလေးကိုဘယ်တော့မှထပ်မံလက်လွတ်မခံတော့ဘူးလို့ဆုံးဖြတ်ထားပုံရပါတယ်။သူတို့နှစ်ယောက်ဟာကလေးငယ်လေးကိုဖတ်ပြီးဖက်တွယ်လိုက်ကြပါတယ်။ကလေးလေးကတော့မိဘနှစ်ယောက်ကြားမှာပြီးမိနေပြီးဖေဖေမေမေကလေးကိုပြီးနေပြီလို့ပြောလိုက်တော့သုံးယောက်သားပြုံးလိုက်ကြပါတယ်။ဟော်တင်းဟန်ဟာကလေးလေးကိုချီပြီးသားလေးကိုနာသွားလားလို့ပြောလိုက်ပါတယ်။အဲဒီနောက်ကူရောင်ကိုငုံကြည့်ပြီးအခုကစပြီးမင်းတို့သားမိကိုဘယ်သူမှလာမထိရဲအောင်ငါကာကွယ်ပေးမယ်။ဘယ်သူမှမင်းတို့သားမိကိုမထိခိုက်စေရဘူး။မင်းတို့ဘေးနားမှာအမြဲရှိနေပေးမယ်လို့အတိပေးလိုက်ပါတယ်။ဒါဟာနာကျင်မှုတွေနောင်တတွေအတိတ်ကအမှားတွေကြားကနေပြန်လည်ပေါင်းစည်းလာတဲ့မိသားစုလေးတစ်ခုရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အချစ်စစ်ဟာအခက်အခဲပေါင်းစုံကိုကြော်ဖြတ်ပြီးနောက်ဆုံးမှာပျော်ရွှင်ခြင်းကိုဆောင်ကျဉ်ပေးနိုင်တယ်ဆိုတာကိုဒီဇာတ်လမ်းလေးကဖော်ပြနေတာပါပဲ။